မင်္ဂလာပါပရိသတ်တို့ရေကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်းတွေဆိုတာကဘာဦးစားကလေးကဖြစ်ပေါ်လာတဲ့ရေထဲကကုန်းမြေတွေလို့ပြောလို့ရပါတယ်။လေးလာဆန်းစစ်ချက်များစွာအရာကဘာပေါ်မှာကျွန်းပေါင်း18000ကျော်ရှိတယ်လို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီဒေသမှာအချို့ကျွန်းတွေဟာလျှို့ဝှက်ဆန်းကျင်မှုတွေနဲ့ပြည့်နှက်နေပါတယ်။ဒီနေ့မှာတော့ရတနာတွေဝတ်ထားတဲ့ကျွန်းတွေကနေစလို့မှောင်မိုက်တဲ့သမိုင်းရှိတဲ့ကျွန်းတွေအထိစိတ်ဝင်စားစရာအကောင်းဆုံးကျွန်းတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်4နံပါတော်ကျွန်းကတော့မိုက်ခရိုနီးရှားအနီးမှာတည်ရှိတဲ့လူလုံကျွန်းတစ်ခုဖြစ်ပါတယ်။ဒီကျွန်းဟာ18ရာစုနဲ့19ရာစုကတိဆောက်ခဲ့တာဖြစ်ပြီးတန်တာကြောက်တန်းတွေပေါ်မှာတိဆောက်ထားပါတယ်။ရှီအောင်သုတေသနပညာရှင်တွေနဲ့သမိုင်းပညာရှင်တွေအကြားမှာဒီကျွန်းရဲ့တိဆောက်မှုကအံ့ဩစရာဖြစ်ပြီးလျှို့ဝှက်ဆန်းကျင်နေပါတယ်။ဘာလို့လဲဆိုရင်တော့ဆိုတဲလောလို့ခေါ်တဲ့ကျွန်းသားတွေဟာမြို့တော်ရဲ့အခြေခံအုတ်မြစ်ကိုဖြစ်ပေါ်စေတဲ့ကြီးမားတဲ့ကြောက်တုံးနှက်ကြီးတွေကိုဘယ်လိုများရွှေ့ပြောင်းနိုင်ခဲ့သလဲဆိုတာဘယ်သူမှမမှတ်မိနိုင်ကြလို့ပဲဖြစ်ပါတယ်။ဒီကြောက်တုံးတွေရဲ့အလေးချိန်ဟာ9သိန်းခွဲတန်တိရှိပြီးအဲ့ဒီခေတ်ကဆိုတဲ့လောတွေမှာဒီလိုလေးလံတဲ့ကြောက်တုံးကြီးတွေကိုရွှေ့ဖို့အတွက်ကိရိယာတွေရှိတယ်ဆိုတဲ့တသက်အထောက်ထားတွေလည်းမရှိခဲ့ပါဘူး။ဒဏ္ဍာရီအရတော့နံပါတော်ကိုစုံညီနောင်အော်လိုချီပါနဲ့အော်တိုချီပါတို့ကဖန်တီးခဲ့တာလို့ဆိုပါတယ်။သူတို့ဟာငကားတကောင်ရဲ့အကူအညီနဲ့ကြီးမားတဲ့ကြောက်တုံးကြီးတွေကိုကျုံးမော်ကိုရွေးရှားစေခဲ့တယ်လို့ဆိုပါတယ်။နံပါတ်3တအိုင်းအဲအိုဂျုံဘွေနိုအေရီစ်မျိုးသားတွေကတော့ဒီကျွန်းကိုအဲအိုဂျိုလို့ခေါ်ဝေါ်ကြပါတယ်။မျောနေတဲ့ကျွန်းတွေဟာတကယ်တော့ကဘာတဝန်းလုံးမှာရှားပါပေမဲ့တကယ်တည်ရှိနေတဲ့သဘာဝဖြစ်ရပ်တွေဖြစ်ပါတယ်။ဒါပေမဲ့အဲအိုဂျိုလိုမျောနေတဲ့ကျွန်းပုံစံကတော့ဒီတစ်ခုတည်းသာရှိကပိုပြီးထူးဆန်းတာတစ်ခုကတော့သူဟာသူ့ရဲ့ပတ်ပတ်လဲဝင်ရုံးတဝိုက်မှာကိုယ်တိုင်လဲပတ်နေတာဖြစ်ပါတယ်။ကျွန်းဟာနှစ်တစ်နှစ်ရဲ့မတူညီတဲ့အချိန်တွေမှာပြင်ပဆောင်းဝိုင်းဘတ်ချမ်းရဲ့မတူညီတဲ့ဘေးဘက်တွေကိုရိုင်းလဲနေပါတယ်။ဒီကျွန်းကိုရုပ်ရှင်ထုတ်လုပ်သူစာဂျီယိုနျူးစပီလာကမှတ်တမ်းရုပ်ရှင်ရဲ့ကူးဖို့အတွက်ဖြစ်နိုင်ခြေရှိတဲ့နေရာကိုရှာဖွေရင်းနဲ့ Google Map ကိုစကန်ဖတ်နေစဉ်ပထမဆုံးအကြိမ်တွေ့ရှိခဲ့တာဖြစ်ပါတယ်။သူဟာအံ့အားသင့်ပြီးတော့စိတ်ဝင်စားသွားကသူတို့တွေ့ရှိခဲ့တာကတော့ကျွန်းမျောနေတဲ့ရေဟာကြည်လင်ပြီးတော့အေးနေတာပဲဖြစ်ပါတယ်။ဒါဟာပတ်ဝန်းကျင်ကစိန်တော်တွေကြောင့်ပုံမှန်မဟုတ်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ဒီကျွန်းဘယ်လိုပုံစံဖြစ်ပေါ်လာခဲ့သလဲဆိုတာကိုတော့ဒီနေ့အထိဘယ်သူမှမသိကြသေးပါဘူး။ဒါပေမဲ့တချို့လူတွေကတော့ကျွန်းအောက်မှာဝှက်ထားတဲ့ UFO အခြေစိုက်စခန်းတစ်ခုရှိနိုင်တယ်လို့ထင်မြင်ယူဆနေကြပါတယ်။နံပါတ်2အုတ်ကျွန်း Oak Island ကနေဒါနိုင်ငံ Nova Scotia ပြည်နယ်မှာတည်ရှိတဲ့ဒီကျွန်းပေါ်မှာမန်နီပစ်လို့ခေါ်တဲ့ကြီးမားတဲ့တွင်းနက်ကြီးတစ်ခုရှိနေပြီးရာစုနှစ်ပေါင်းများစွာကတည်းကတည်ရှိခဲ့ပါတယ်။ဘသူကဘာကြောင့်တိဆောက်ခဲ့တယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းမသိရပေမဲ့တမိုင်းကြောင်းတွေအရဒီနေရာမှာကြီးမားတဲ့ရတနာတွေမြုပ်နှံထားတယ်လို့ဆိုပါတယ်။ဒါဟာအလွန်စိတ်ဝင်စားစရာကောင်းတာကြောင့် The Curse of Monkey Island TV series ရဲ့ထုတ်လုပ်သူတွေကရတနာတွေ့ရှိခဲ့ရင်မှတ်တမ်းတင်ခဲ့ကြပါတယ်။ theory များစွာအရကျွန်းတစ်ခုလုံးဟာရတနာပစ္စည်းတွေနဲ့တမိုင်းဝင်အနုပညာပစ္စည်းတွေပြည့်နှက်နေတယ်လို့ဆိုပါတယ်။ဒီထဲမှာပင်လယ်ဓမြကပတိန်ကေရဲ့ရတနာတွေအပြင်ဝီလီယံရှေ့စပီးယားရဲ့လက်ရေးမှုတွေမေရီအန်တွိုင်းနက်ရဲ့ရတနာတွေနဲ့ပါဝင်ပါတယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့လည်းကျွန်းကိုနှစ်ပေါင်း200ကျော်ကြာအောင်တူးဖော်ပြီးရှာဖွေခဲ့ကြပေမဲ့ဘယ်ရတနာမှမတွေ့ရှိရသေးပါဘူး။နံပါတ်1မြောက်ပိုင်းစင်တီနယ်ကျွန်း North Sentinel Island ဒီကျွန်းဟာအိန္ဒိယနိုင်ငံဘင်္ဂလားပင်လယ်အော်မှာတည်ရှိပြီးကမ္ဘာပေါ်မှာခေတ်မီတဲ့လူနေမှုစနစ်ပုံစံမျိုးကိုလုံးဝမတွေ့ကြုံရသေးတဲ့လူမျိုးတွေတဲကတစ်ခုဖြစ်တဲ့ Sentinel လူမျိုးတွေ90ကနေ400ကြားနေထိုင်ရနေရဖြစ်ပါတယ်။သူတို့ဟာကမ္ဘာတဝန်းလုံးနဲ့အဆက်ဖြတ်ထားတဲ့လူမျိုးစုဖြစ်ပါတယ်။ဒီကျွန်းကို1880ပြည့်နှစ်မှာအိန္ဒိယလူမျိုးမနုဿဗေဒပညာရှင်ပီရီနိုလာနံပါတ်1ဦးဆောင်တဲ့အဖွဲ့ကပထမဆုံးအကြိမ်တွားရောက်ခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မော်ရစ်ဗီဒါကဦးဆောင်တဲ့စူးစမ်းရှာဖွေရေးတစ်ခုဖြစ်ပွားခဲ့ပါတယ်။သူတို့ဟာကျွန်းပေါ်မှာဆွန့်ပစ်ထားတဲ့တဲအိမ်တွေကိုသာတွေ့ရှိခဲ့ပြီးကျွန်းသားတွေဟာလူတွေရောက်လာမယ်ဆိုတာတီဗီဝတ်ထားခဲ့ပုံရပါတယ်။ဒါပေမဲ့လည်းလူ6ယောက်ပါတဲ့မိသားစုတစ်စုကိုဗီဒါနဲ့သူ့အဖွဲ့တွေတွေ့ရှိခဲ့ပါတယ်။ဗီဒါဟာမိဘတွေကိုခေါ်ဆောင်သွားပြီးသားသမီး4ယောက်ကိုတော့ကျွန်းမှာချထားခဲ့ပါတယ်။ကဲပရိသတ်တို့ဒီကနေ့မှာတော့ကမ္ဘာပေါ်ကအထူးဆန်းဆုံးနဲ့စိတ်ဝင်စားဖို့အကောင်းဆုံးကျွန်းတွေအကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပရိသတ်တို့ရောဒီကျွန်းတွေကဘယ်ကျွန်းတွေကစိတ်ဝင်စားဖို့အကောင်းဆုံးလို့ထင်ပါသလဲပရိသတ်တို့ရဲ့ထင်မြင်ချက်တွေကို comment မှာရေးပေးသွားခဲ့ပါဦးနော်အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ